เคဒီနေ့ကတော့ကျွန်တော်ရေစီနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသိကြလောက်နည်းနည်းလေးပြန်မျှဝေရအောင်ပေါ့နော်ဒါကျွန်တော်လူကတ်ထဲမှာဆွဲရပြီးသားဒါပေမဲ့ကျွန်တော် recording ကဖမ်းမရလို့ပေါ့နော်ဒီကောင်လူကတ်ရောနှစ်ခုလုံးဖွင့်လို့ရှိရင်recording ရကြာသွားတဲ့အတွက်ကြောင့်ဒါကျွန်တော်ပုံလေးနဲ့ထုတ်ပြီးတော့ပြောပြတာပါနော်ဒီကျွန်တော်မှတ်တမ်းတင်မှာနော်ဒီ BSC FA3U နဲ့ပတ်သက်ပြီးတော့ Mitsubishi design ပေါ့နော် Mitsubishi FA3U ကျွန်တော်လည်းပြောပြပါမယ်ပေါ့နော် BSC နဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်တော့စာအုပ်တွေဝယ်ဖတ်ပါတော့စာအုပ်တွေသင်တန်းတွေတက်ပေါ့ဗျာအဲတော့အကောင်းဆုံးပဲကိုcontrol ဘိုင်းကိုလေ့လာမယ်ဆိုတော့အဲ့ဒါလောက်တာတော့စာအုပ်ဖတ်မယ်ပြီးရင်သင်တန်းတွေတက်မယ်အဲဒီအပြင်သင်တန်းမရရင်တော့မှကျွန်တော် online သင်တန်းကနေပြီးတော့တက်တယ်ဆိုရင်တော့ဒါအခြေခံရှိတယ်ဆိုရင်ဒီလေ့လာရင်သူလောက်ပြပါတော့နားလဲပါတယ်နော်နားလဲမယ်နော်ပြီးကိုရဲ့အပြင်မှာလောက်နေတဲ့လက်တွေ့လုပ်ငန်းခွင်နဲ့ပေါင်းဆက်လို့ရှိရင်တော့ဒါဟိုထိုင်နေတော့နားလဲပါတော့ဗောနော်ဒါကျွန်တော်လည်းအခြေခံဒီလောက်လေးပဲနည်းနည်းလေးပြန်မျှဝင်တာဗောနော်အများကြီးမသိပါဘူးကျွန်တော်လည်းအခြေခံလောက်ပဲသိပါတယ်အဲ့ဒီအခြေခံလောက်လေးနဲ့ပဲဒီဆက်တွေကျွန်တော်တို့က travel shooting maintenance လောက်ရတယ်ဗောနော်ဒီဆက်တစ်ခုခုဖြစ်နေဒီကဘာဖြစ်လဲဘာဖြစ်နိုင်ရရှိလဲဒါတွေးကြုံမှမူတည်ပါတာဗောနော်ဒါကိုဆက်ရုံတစ်ခုတည်းမှာလောက်တယ်ဆိုတော့တကယ်3လ6လဆိုတော့ဒီဆက်တွေအကြောင်းသိသွားပြီပေါ့နော်ဒါသူတို့ဖြစ်ပြတဲ့ဟာတွေမှတ်မိပါပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာတော့ဟိုဆက်ရုံဟိုဘက်ကျွန်တော်တို့ဒီမှာတော့နှစ်ခုများဖြစ်ပါပြီပေါ့နော်ဒါကြောင့်တစ်ခုကိုပြန်လေးလိုက်ရတယ်ပြီးခဲ့တဲ့ရုံမှာတော့ကျွန်တော်သုံးတာတော့ data တွေသုံးတာပေါ့နော် data ESEZ ကောင်းတယ်သုံးတယ် Mitsubishi ကတော့ရှိတယ် Mitsubishi FA3U ရှိတယ်ဒါပေမဲ့ဆက်တစ်ခုပဲကျွန်တော်တို့ data တွေပဲသုံးရရတယ်ပြီးလို့ရှိရင် Siemens တို့ပြီး Panasonic နဲ့အဟောင်းတွေပေါ့ Siemens ကတော့ဖြစ်ပေါ်တဲ့ပေါ့နော် Panasonic ကတော့ဟိုတွေကသုံးတဲ့ Panasonic Drive တို့ Turbo Drive တွေ BSC ဒါတွေသုံးထားတာပေါ့နော်အဲ့တော့ CSC ဘိုင်းမှာဆိုလဲဒီ embedded ပေါ့နော် embedded လို့ပြောမှာတခါတည်း BSC မဟုတ်ဘူးတော့ဟို BSC နဲ့တွဲသုံးပြီးတော့လဲသုံးရဆက်တွေတော့မျိုးရှိတယ်ပေါ့နော်ဒါမင်းနဲ့မှန်ပြောရမှာပေါ့ဟိုလုံးနဲ့ဆက်အောင်မူတည်ပြီးတော့ကိုပြန်လေးလာရတယ်ပေါ့နော်ဒါအပိတ်ကြီးယူတာကျွန်တော်လေးလာတဲ့အကြောင်းလေးပြန်မျှဝေတာပေါ့ပြီးကြတာတော့မျှဝေရရအောင်တော့ဒါဒီလောက်လေးနည်းနည်းဒါလည်းအခုဆိုရင်စီဂျူနီယာမှာတော့စီနီယာ level ဖြစ်သွားပြီဆိုတော့နည်းနည်းလေးဒီလောက်လေးပြန်လဲမျှဝေတာပေါ့နော်အများကြီးတော့မသိပါဘူးဒါဆိုရင်အခုဒီအပိတ်ဒီမှာဆိုရင်ဒီပေါ်နေတဲ့ဆင်းကိုတောင်းလာပြီးတော့အပေါ်နေတဲ့ဆိုးထောက်လာပြီးတော့ဆိုးတောင်းရတာပေါ့နော်ဒါ drawing design လည်းကြတော့ design မှာ control design လည်းကြတော့ကျွန်တော်တို့ဆင်ရတာပေါ့ဗောနော်ဒါဆက်ရုံမှာဆင်ပြီးသားကိုမှကျွန်တော်တို့ပြန်လေးလိုက်ရတာဆိုတော့ဆင်တော့မခောက်ဘူးနော်လေးလိုက်ရတာဟိုလွယ်တယ်လို့ပြောရအောင်ဗောနော်အဲ့လိုသုံးမိသားကျွန်တော်တို့ဘယ်လိုသိရမလဲပြန်ဆန်းပေါ့ဗျာကိုဆက်ရုံမှာတော့အိမ်မွန်းဆင်းနေတဲ့ဘယ်လိုသုံးလဲတော့ကျွန်တော်အားတယ်မှာတွေ့ရပါတယ်ရတယ်နော်အပြည့်စီဒါရေလေးတိုင်းပေါ့မင်းတာမလဲရှိမယ်bot kawan bot mai star mana wine tham mana da em kuma ne yana de bo ya shi de de bo shi de da ne yana de taw ara ba no ma du ga ne 24 bo ground နဲ့ pound နဲ့ထောက်ပြီးတယ်ပေါ့နော်ဒါမှကျွန်တော်ဒါကိုမသုံးရပါဘူးเนาะကျွန်တော်တို့ဒါမျိုးသုံးရမြင်မှုလည်းတော့ပြီးခဲ့တဲ့မှာကျွန်တော်ဒါမျိုးသုံးရတာမြင်မှုရတာတို့ဒါလိုမျိုးသုံးတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ဒါနေ့တကြလာရင် MBR မထောက်ပေးနိုင် MBR မတောက်တော့ကြောင့်ပေါ်တယ်ပြတော့ကျွန်တော်ဒီ supply ရှိနေလို့ supply မတော့ဘူးနော်ဒီကရင်သုံးရတော့ကြောင့်ကျွန်တော်ဒီကိုပြန်ချိန်ပြီးတော့စံသာတွေပြန်ပြောင်းခဲ့ပေးရမယ်ပြန်ပြောင်းခဲ့ပေးရတယ်ပေါ့နော် okay ဒီမှာ190 import 190ရှိတယ်ပေါ့နော်ဒီမှာတော့ဘိုးထောက်ပေးတယ်မပေါင်းတာ ground အဲ့ဒါတော့မှမာကဆင်းနေတဲ့တုံးရတယ်။ဘာရောက်ရှင်းနေတယ်ဆိုတော့ဒီမှာအဲ့ဒါကိုကြောအပေါင်းပေးရတယ်ပေါ့နော်။ပေါင်းပေးရတော့ကြောဒီကပေါင်းရောက်နေပြီ။ပေါင်းရတော့ကြောသူ့ကိုဆင်းနေတဲ့ connection လုပ်ပေးရပါတော့။ဒီမှာနှုတ်ပေးရမှာနှုတ်ပေးမှာဆက်လက်ပတ်လန်ပြီးမှဒီကောင်လေးတွေကလောက်မှာပေါ့နော်။အန်ကိုဒါကျွန်တော်ဝါတယ်မြင်ရပါမလား။စမ်းတော့စမ်းကြည့်တာပေါ့။ Okay ဒီမှာဆိုအန်ဂိုလာဒီမှာပေါင်းတော့ပြရမယ်ဒါကတော့2 phase ပေါ့နော်အန်ဂိုလာမှာ2 phase 3 phase ရှိတယ်ပေါ့နော်ဒီမှာအပေါင်း
brown တော့ကကြာ brown နဲ့ black ပေါ့နော်ဒါ brown ကအပေါင်း black ကနှုတ်ဒီမှာ white ကဒါဆို fade ပြီပေါ့ဗျာအဲဒီလိုပဲဒါအကောင်လည်းပတ်သက်ပြီးတော့နောက်တိတန်ထပ်ထုတ်ဝင်ဒါတော့အကြမ်းမြင်လေးဆွဲရတာလေးပြတာပေါ့နော်မော်ဒါတာမနယ်ဒီပေါ့နော်နောက်ပုံမှာဆိုဖုန်းကိုအပေါင်းပေးရတယ်အပေါင်းပေးရတော့ကြောက်တယ်မှာအပေါင်းပေးနေပြီအပေါင်းကထုတ်ပြီးတော့ကြောက်ဒီမှာကျိုးသုံးမဲ့ relay နဲ့ကျိုးသုံးတာပေါ့နော် relay တို့ PSC အတွက်သုံးတာတော့ PSC ကပါဟိုခိုင်းပြီးလဲဆိုတော့ကျွန်တော်တို့အပီယာအများကြီးဘို့ဟိုအပီယာအများကြီးကားရအများကြီးဖြစ်တယ်မှာ PSC ဒီမှာသူသုံးတယ် relay နဲ့တွဲသုံးတယ်သုံးတာကတော့အောက်ပေါ်မှာတော့အများကြီးရှိတယ်ပေါ့နော် relay တို့ဒီ drive တို့ AVFT တို့ဒီဗာလဲ actuator ပေါ့နော်ဒီကောင်နဲ့ဝယ်သုံးတယ်ဒါကတော့ဒီ terminal မှာဆိုတော့လောဆယ် relay နဲ့ကျွန်တော်သုံးပြချောပြပဲနော် relay တွေမှာအဲ့ပင် coin relay လည်းကြတာ relay ဒီ relay ကတွဲဖို့24ဖို့ရှိတယ်တရားတယ်ဒီမျိုးစားဒီ relay က24ဖို့ relay ပေါ့နော်24ဖို့ relay ကို73 14ပင်ကိုအပေါင်းဆက်ထားတာပေါ့နော်အနှုတ်ပင်ကဒီမှာအနှုတ်ရအောင်ဒါလို import ကိုပေးလို့ pack အဲဒီလို import ပေးရင်အပေါ်ထွက်ရင် relay လောက် relay လောက်ရင် relay ရဲ့ဒီမှာNONC coin ရှိတယ်ပေါ့နော်နောက်တော့ရွှေ့ပြီးတာနောက်တော့ရွှေ့ပြီးတာနောက်တော့လည်းရှိနေရအောင်နေရဒီမှာ normally clone နဲ့ပဲဥပ္ပါပေါ့နော်ကနေပြီးတော့မှ190 line တော့ line 130 130ကိုလာပြီးလို့ရှိရင်ဒီမှာ motor ရဲ့ A1 A2 ပေါ့ဒါသိချင်မြင်ရပါကျွန်တော်စ AutoCAD နဲ့ပြဖို့ပါ AutoCAD လည်းကြတော့အဲ့လိုအောက်လုံးနေသူပြန်ထွက်သွားတော့ကျွန်တော်ဒါ swing shot ရိုက်ပြီးတော့ပြရတာပေါ့နော်တော်ဗီဒီယိုရှင်းနေပါပြီပေတူကြောင်းလေးလည်းကျွန်တော်ပြောပြမယ်ပြီးတော့9မိနစ်10မိနစ်လောက်ပဲလောက်မယ်ဆိုပြီးစဉ်းစားရတာပေါ့နော်ကြည့်တယ်လူလည်းကြိုးရှိအောင်လို့လည်းပြောပြရအောင်ဒီ relay ကိုတော့ relay နဲ့ပဲတွဲသုံးတာပေါ့နော်ဒီ PSC တွေကတော့ relay တွဲသုံးပြီးတော့မှကိုဝင်ကျင်တဲ့မကနဲ့ coin ဒါမှမဟုတ်ဆိုလို့တော့ coin တွေ sensor တွေကိုကျွန်တော်တို့ကလောက်ခိုင်းတာပေါ့နော် input ရှိမှာ output ဒါ output ကို output ခိုင်းတဲ့အပိုင်းပေါ့နော် okay relay ဟိုရင်ကနေလောက်ပြီးတော့ order ကိုတလှည့်ရပါတော့ဒါလောက်ပဲ using လောက်ပါဒီနဲ့မှတ်တယ်ပြီးတော့ခြေကမ်းပေါ့နော် okay ဆိုတော့နေပြီနော်နေပြီနော် okay ပါဒါလောက်ပါပဲမိတ်ဆက်နေနဲ့စမ်းပြီးတော့တစ်ပုတ်စမ်းကြည့်တာပေါ့နော်နောက်သင်ခန်းစာအပိုင်းပိုင်းနဲ့လာပါမယ်ခင်ဗျာဟုတ်ပြီအားလုံးကျေးဇူးတင်ပါတယ်